မင်္ဂလာပါ David မြန်မာအနေကြိုဆိုပါရစေ။အရင်ဗီဒီယိုမှာတော့ Wi-Fi 7 Tag ကို B65 ကို unbound လုပ်ပြပေးခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့မှာတော့ Wi-Fi 7 Tag ကို B65 ကို new setup လုပ်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံး main ထားမဲ့ Tag ကိုတစ်လုံးကိုပေါင်းအောင်ရင်စပေးပါမယ်။မီးဝိုင်အောင်လေးလင်းလာမှာဖြစ်ပြီးဘူးစားတက်လာမှာဖြစ်ပါတယ်။မီးပြအောင်လေးဖြစ်တဲ့အထိစောင့်ရပါမယ်။မီးပြအောင်လေးမိတ်တော့ဖြစ်ပြီးဆိုရင်တော့ setup စလုပ်လို့ရပါပြီ။ဒါမဲ့ကျွန်တော်တို့ setup စမလုပ်သေးပဲ Tag ကို internet ရအောင် ISP ကနေတစ်ဆင့် network ကြိုးထုတ်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ setup စလုပ်ပါမယ်။ Dago တွေကိုပုံမှန် setup လုပ်နေကြဖြစ်တဲ့ Dago app ထဲကိုဝင်ပါမယ်။ Dago app မရှိသေးရင်တော့ Play Store ဒါမှမဟုတ် App Store မှာ download လုပ်လို့ရပါတယ်။ Dago app ကိုခုမှစသုံးမဲ့သူတွေအနေနဲ့က Create Debian ID ရဲ့ already have an account ရယ်ဆိုပြီးတော့နှစ်ခုတွေ့ပါလိမ့်မယ်။ account မရှိသေးတဲ့သူတွေက Create Debian ID ကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ Gmail ကိုထည့်ပေးရပါမယ်။ပြီးရင်တော့ကျွန်တော် next နှိပ်ကပါမယ်။ပြီးရင်တော့ password တစ်ခုကိုနှစ်ခါပြန်ရိုက်ပြီးတော့ sign up နှိပ်ပေးရပါမယ်ပေါ်လာတဲ့ policy တွေကို manage နှိပ်ပြီးတော့ confirm နှိပ်ပေးပါမယ်ခုနထည့်လိုက်တဲ့ Gmail ထဲမှာ notification link ကြာနေပါလိမ့်မယ်အဲ့ဒါကိုကျွန်တော် Gmail ထဲသွားကြည့်ပါမယ်Click to finish registration ကိုကျွန်တော်နှိပ်လိုက်မယ်ဆိုရင် Debian ID ဖွင့်လို့ပြီးဆုံးသွားပြီဖြစ်ပါတယ်။ Debian ID ရှိရင် Dago မဟုတ်ပဲတခြား Debian product တွေကိုလည်း cloud ကနေ free manage လုပ်နိုင်အောင်မှာဖြစ်ပါတယ်။အခုနကရှေ့မှာ Debian ID မရှိသေးတဲ့သူတွေအတွက်ကိုတခါတည်းဖွင့်ပြပေးသွားတာဖြစ်ပါတယ်။ဆိုတော့ Debian ID ရှိပြီးသားသူတွေအနေနဲ့ကတော့ already have an account ကိုနှိပ်ပြီးကိုယ့်ရဲ့ Gmail နဲ့ password ကိုထည့်ပြီး login ဝင်လိုက်လို့ရပါတယ်။ Let's begin ကိုနှိပ်ပါနီးစပ်ရတဲ့ Dago တွေကို Wi-Fi အပြင် Bluetooth နဲ့ပါရှာတာဖြစ်တဲ့အတွက်ဖုန်းမှာ Bluetooth ဖွင့်ပေးပါဒီတိုင်း auto လာချိတ်တာကိုစောင့်နိုင်တယ်လို့ manual scan ဖတ်ပြီးတော့လည်းအပ်နိုင်ပါတယ်ကိုအပ်ချင်တဲ့ Dago ပေါ်လာပြီဆိုရင်တော့ connect ကိုနှိပ်ပါsetup တက်တဲ့ကိုနှိပ်ပါဒီစက်မှာ Dago internet ကြိုးတက်ခိုင်းတာဖြစ်ပြီးတော့အရှိမတည်းကကျွန်တော်တို့တက်ခဲ့ပြီးပြီဆိုတော့ next နဲ့ဆက်သွားလို့ရပါတယ် modem restart ကိုနှိပ်ပါ main tag ကိုထားမယ့်နေရာကိုရွေးရပါမယ်ကျွန်တော်ကတော့ living room မှာရွေးပြီးတော့ next နဲ့ဆက်သွားပါမယ် internet connection type ကိုလည်း dynamic ပဲထားပြီး next နဲ့ဆက်သွားပါမယ်ကိုထုတ်ချင်တဲ့ Wi-Fi name နဲ့ password ကိုထည့်ပေးရပါမယ်ပြီးရင်တော့ next နဲ့ဆက်သွားပါမယ်အစစ်ကားအတွက်ကိုလည်း Wi-Fi name ထည့်ချိန်လို့ရပါတယ်မချိန်မဲနဲ့ဒီ next နဲ့ဆက်သွားလို့လည်းရပါတယ် auto firmware update လုပ်မဲ့အချိန်ကိုပြတာဖြစ်ပြီးတော့ကိုလိုချင်လို့ချိန်ကိုပြန်ချိန်လို့ရပါတယ်အကယ်၍ default အတိုင်းပဲထားမယ်ဆိုရင်တော့ next နဲ့ပဲဆက်သွားလို့ရပါတယ်ဒီဆက်မှာတော့ကိုဖုန်းနဲ့ Dago Wi-Fi နဲ့ချိန်ခိုင်းတာဖြစ်ပြီးတော့ next နဲ့ဆက်သွားရင် auto ချိန်သွားပါတယ် next နဲ့ပဲဆက်သွားပါအတန်းကိုနှိပ်ပါဒါဆိုရင်တော့ Dago လုံးကို setup လုပ်လို့ပြီးသွားပြီဖြစ်ပါတယ်Wi-Fi setting နဲ့ဝင်လိုက်မယ်ဆိုရင်တော့ကျွန်တော်ထုတ်ထားတဲ့ Wi-Fi name နဲ့ password တွေကိုမြင်ရပါလိမ့်မယ်။တစ်ခုချင်းစီကိုနှိပ်ပြီးတော့ကျွန်တော် Wi-Fi name password တွေပြန်ပြီးတော့ချိန်လို့ရပါတယ်။
advanced တွေကိုဝင်ပြီးတော့ band တစ်ခုချင်းစီရဲ့ channel width တွေကိုပြန်ပြီးတော့ချိန်လို့ရတယ်။ network တွေလည်း hide လို့ရတယ်။ security ထဲမှာလည်း security type တွေကိုပြန်ပြီးတော့ချိန်လို့ရပါတယ်။ကို Wi-Fi ကို QR code နဲ့ပြန် share ခြင်းရင်လည်း QR code နဲ့ပြန် share လို့ရပါတယ်။ Wi-Fi 7မှာပါတဲ့ ဒီက features ဖြစ်တဲ့ MLO ကိုလည်းအသုံးပြုမယ်ဆိုရင်တော့ဒီနေရာမှာ on ပေးရပါမယ်။ကို Wi-Fi မှာချိန်ထားတဲ့ client တွေကြည့်ချင်တယ်ဆိုရင်တော့ဒီနေရာမှာဝင်ကြည့်လို့ရပါတယ်။ client တစ်ခုစီရဲ့ upload speed download speed တွေကိုကျွန်တော်ကြည့်လို့ရသလို client တစ်ခုချင်းစီကို plot လုပ်တာ high priority ထားတာတွေကိုလည်းဒီနေရာမှာလုပ်လို့ရပါတယ်။ security ထဲမှာကိုယ့်တဲ့ကိုရဲ့ security ဘယ်နှအားနည်းနေလဲဆိုတာ scan ဖတ်ကြည့်လို့ရသလို IoT device တွေကိုလည်း isolate လုပ်ထားလို့ရပါတယ်။တခြား advanced security features တွေအသုံးပြုခြင်းရက်30 free အသုံးပြုလို့ရပြီးတော့အသုံးပြုလို့ဆင်ပြေရင် security plus ကို license ချင်းနဲ့ထပ်ဝယ်အသုံးပြုလို့ရပါတယ်။ parental control ထဲမှာလည်းကိုယ့်အိမ်ကကလေးတွေကိုမကြည့်စေတဲ့ website တွေ app တွေပိတ်ထားလို့ရပြီးတော့ဒီနေ့ line ဘယ်နှနာရီသုံးလဲ analyze ပြန်လုပ်လို့ရသလိုအဲ့ရဝင်ချိန်တွေမှာလည်း line ခိုးသုံးလို့မရအောင်ကလေးတွေ phone တည်တံ့ schedule နဲ့ internet ပိတ်ထားလို့ရပါတယ်။ more ထဲမှာလည်းတခြား setting တွေအများကြီးပါပါသေးတယ်။အဲ့ထဲမှာမှအသုံးများတဲ့ GOS ဆိုရင်လည်းကို line ကောင်းကြည့်တဲ့ device တွေကိုပဲရွေးပြီးတော့ line ပိုကောင်းအောင်လုပ်ထားလို့ရပါတယ်။ block list ထဲမှာလည်းကို block ထားတဲ့ device တွေကိုသွားကြည့်လို့ရသလို unblock လည်းလုပ်လို့ရပါတယ်။ Wi-Fi setting ကတော့ရှေ့မှာပြောခဲ့တဲ့ဟာနဲ့အတူတူပါပဲ။ Gas Wi-Fi တည်တံ့ထားခြင်းတဲ့သူတွေအတွက်လည်း Gas Network ထဲမှာဖွင့်ထားလို့ရသလို IoT device တွေအတွက်လည်းတည်တံ့ထားခြင်းနဲ့ဆိုရင်တော့ IoT Network ထဲမှာသွားပြီးတော့ဖွင့်ထားလို့ရပါတယ်။မျိုးစားမတူတဲ့ WPS ခလုတ်ပါတဲ့တဲကိုတွေနဲ့လည်းခလုတ်တစ်ချက်နှိပ်ပြီးတန်းချီလို့ရပါတယ်။ Internet connection type ပြန်ချိန်ချင်တဲ့လူတွေအတွက်လည်းဒီထဲမှာဝင်ချိန်လို့ရပါတယ်။တဲကိုရဲ့ wireless network ထဲမှာဘယ် interference တွေရှိနေလဲဆိုတာ network optimization ထဲမှာ scan ဖတ်ကြည့်လို့ရပါတယ်။တဲကိုထဲမှာ internet speed ဘယ်လောက်ဝင်နေလဲဆိုတာကိုဒီ speed tag ထဲမှာဝင်စစ်လို့ရပါတယ်။ VPN ထည့်ချင်တဲ့သူတွေအတွက်လည်း VPN client ထဲမှာဝင်ထည့်လို့ရပြီး VPN server ထောင်ချင်တဲ့သူတွေအတွက်လည်း VPN server ထဲမှာအသုံးပြုလို့ရပါတယ်။ Advanced ထဲမှာလည်းတခြား advanced features တွေပါဝင်ပါတယ်။ကိုယ့်စီမှာ main router ရှိပြီးသားမို့ Deco unit အားလုံးကို access point အနေနဲ့အသုံးပြုချင်တယ်ဆိုရင်လည်း operation mode ထဲမှာဝင်ချိန်လို့ရပါတယ်။ကို Wi-Fi မှာဘယ်သူတွေလာချိန်လဲဆိုတာဖုန်းမှာ note တက်ချင်ရင် connection alert ဖွင့်ထားလို့ရပါတယ်။ကိုယ့်အိမ်ကတဲကိုကိုမိသားစုကိုအလောက်ကလူတွေလက်ထဲလဲထည့်ထားခြင်းနဲ့ဆိုရင်တော့ manager ဆဲမှာသူတို့ရဲ့ Technic ID Gmail ကို invite လုပ်ထားလို့ရပါတယ်။တဲကိုမှာလင်းနေတဲ့ LED မီးကိုလည်းကိုကြိုက်သလိုဖွင့်ပိတ်လုပ်ထားလို့ရပါတယ်။ Firmware update တင်ချင်တာ reboot ချချင်တာ backup ထုတ်ချင်တာဒါတွေလုပ်ချင်တာဆိုရင်တော့ system ထဲမှာရှိပါတယ်။ဒါဆိုရင်တော့ setting နဲ့ပတ်သက်ပြီးအကြမ်းမြင်သိသွားလောက်ပါပြီ။အသေးစိတ်ကိုတော့နောက်ဗီဒီယိုတွေမှာထပ်ဆန်းပြပေးပါမယ်။တဲကိုနောက်ထပ်လုံးကိုအပ်ပြပေးပါမယ်။အပ်မဲ့လုံးကိုပါဝါပေးပါမယ်။တဲကို Wi-Fi စနစ်ထက်တွေမှာဆိုရင် model 2ရင်ထပ်အပ်စရာမလိုပဲ power ကြိုးပေးပြီးခဏလောက်နေရင် main လုံးကို auto ချိတ်သွားပါတယ်။ LED မီးစိမ်းသွားပြီဆိုရင် auto ချိတ်သွားပြီဖြစ်ပြီးတော့နောက်တစ်လုံးကိုထားချင်တဲ့နေရာမှာရွှေ့ထားလို့ရပါပြီ။
Deco တစ်လုံးနဲ့တစ်လုံးကြားက signal လေးကိုဒီမှာမြင်ရမှာဖြစ်ပြီးတော့နောက်တစ်လုံးကိုထားခြင်းတဲ့နေရာက main လုံးနဲ့ဝေးနေလားနီးလားဆိုတာကြည့်လို့ရပါတယ်အသစ်ထပ်ထည့်တဲ့အလုံးကိုလည်းနှိမ်ချင်းခြင်းဒီနေရာမှာချိန်လို့ရပါတယ်အကြောင်းမျိုးကြောင့် Deco အခြားတစ်လုံးကို main လုံးနဲ့ချိန်ခြင်းတယ်ဆိုရင်လည်း set main Deco ဆိုတာကိုနှိပ်ပြီးတခြားလုံးကို main အနေနဲ့ပြန်ထားလို့ရပါတယ်တခြား model မတူတဲ့ Deco တွေထပ်အပ်ခြင်းနဲ့ဆိုရင် plus ကိုနှိပ် add the Deco unit ကိုနှိပ်ပြီးထပ်အပ်လို့ရပါတယ် model မတူတဲ့ Deco အနည်းကိုတော့နောက် video တွေမှာလုပ်ပြပေးသွားပါမယ်ဒါဆိုရင်တော့ Deco 1.7 B65 ကိုဘယ်လိုဆက်လက်လုပ်ရမလဲဘာတွေသုံးလို့ရလဲဘယ်လိုသုံးလို့ရမလဲဆိုတာတွေကိုသိသွားပြီလို့ယုံကြည်ပါတယ်ကြည့်ရှုပေးကြတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်တွေ့ကြပါမယ်